ကားအပြင်ဘက်ကသူစိမ်းမျိုးသမီးအတွက်မိန်းကလေးငယ်ကကားတကားဖွင့်ပေးတော့မဲ့အချိန်လေးမှာပဲသူမရဲ့အကူဖြစ်သူကတစ်ဖက်လူဟာသူတို့အမေရဲ့အဝတ်စားတွေကိုဝတ်ဆင်ထားတာကိုသတိထားမိလိုက်ပြီးတခုခုမှားယွင်းနေပြီဆိုတာကိုရုတ်တရက်သိလိုက်ပါတယ်သူမအနေနဲ့လူမိသွားပြီဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးဟာချက်ချင်းပဲယူသွတ်သွားတယ်လို့ကားတကားကိုအတင်းဆွဲဖွင့်มาတော့တယ်ဒီလောက်ရက်ကကလေးနှစ်ယောက်ကိုနေရာတင်အရန်လန့်သွားစေခဲ့ပါတယ်အိမ်မှာသူတို့အမေကိုဒီအမျိုးသမီးကရိုက်နှက်ပြီးသတိလစ်အောင်လုပ်ထားခဲ့တယ်ဆိုတာကိုကလေးတွေမသိခဲ့ကြပါဘူးအဲ့ဒီအချိန်ကြာမှပဲအမျိုးသမီးကသူမရဲ့အိတ်ကက်ထဲမှာတော့တချောင်းရှိနေတယ်ဆိုတာကိုသတိရသွားပါတယ်အခြေအနေမဟန်ဘူးဆိုတာကိုမြင်တော့ကလေးနှစ်ယောက်လည်းအခြားကားတကားတစ်ပေါက်ကနေအမြန်ထွက်ပြေးခဲ့ကြပါတယ်ကားပါခင်မှာသူတို့တွေပုံနှံကစားတယ်လို့ပြေးလွှားနေကြတော့သူတို့ရဲ့ဖခင်ဖြစ်သူအချိန်မီရောက်လာပြီးကလေးတွေနောက်ကနေလိုက်လာခဲ့ပါတယ်ကြောက်စရာကောင်းတဲ့အမျိုးသမီးစီကနေလွတ်မြောက်ဖို့အတွက်ကလေးတွေဟာဓာတ်လီကားကိုအမြန်နှိပ်ပြီးအိမ်ကိုပြေးပြန်ခဲ့ကြတယ်ဒါပေမဲ့အိမ်ရောက်ချင်းပဲတကားမှာရုတ်တရက်အပြင်းထန်လှုပ်ခါလာတဲ့အတန်ကိုကြားလိုက်ရပါတယ်ကလေးတွေကြောက်လန့်တကြားတုံရင်နေကြချိန်မှာပဲပြန်ရောက်လာတာသူတို့ရဲ့အဖေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်သူတို့တွေနောက်ဆုံးတော့လွတ်မြောက်သွားပြီလို့ထင်ခဲ့ကြတာပေါ့ဒါပေမဲ့မမျှော်လင့်ပဲအဲ့ဒီအမျိုးသမီးကရုတ်တရက်ပေါ်လာပြီးကလေးတွေရဲ့အဖေကိုအနောက်ကနေဝင်တိုက်ခိုက်ပါတော့တယ်အကြက်တဲဖြစ်နေတဲ့အခြေအနေမှာအဖေလုပ်သူကသူမကိုပြန်လဲခုခံတိုက်ခိုက်ခဲ့ရပါတယ်ထင်မထားတော့အောင်ပဲအဲ့ဒီအမျိုးသမီးကအရန်တန်မာနေပြီးမြေပြင်ပေါ်ကနေချက်ချင်းပြန်ထလာခဲ့တယ်ဒါပေမဲ့သူလုံးဝမမျှော်လင့်ထားတဲ့အရာကတော့အဲ့ဒီအမျိုးသမီးဟာအိမ်ထဲကရှုပ်ပွားနေတဲ့အခြေအနေကိုမြင်တဲ့အခါမှာသူမကိုယ်တိုင်စတင်ပြီးတန်ရှင်းရေးလုပ်နေတာပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကြာမှပဲဒီအမျိုးသမီးဟာစိတ်ကျမ်းမာရေးချို့တဲ့နေပြီးဒီနေရာကိုသူမရဲ့ကိုယ်ပိုင်အိမ်လို့ထင်မှတ်နေတယ်ဆိုတာကိုသူသဘောပေါက်သွားခဲ့ပါတယ်ဒါကြောင့်သူကမိချစ်ကိုကောက်ကင်လိုက်ပြီးသူတို့ကိုတွားခွင့်မပေးရင်ဒီနေရာကိုမိရှုပ်ပစ်မယ်လို့ချင်းချောက်လိုက်ပါတယ်မမျှော်လင့်ပဲဒီနီလန်ကတကယ်ပဲအလုပ်ဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲရဲတွေကတကားကိုရုတ်တရက်လာခောက်ခဲ့ပြီးအရေးကြီးတဲ့အချိန်လေးမှာပဲသူကအိမ်ကိုမိရှုလိုက်ပါတယ်ဒါကိုမြင်တော့အဲ့ဒီအမျိုးသမီးဟာလုံးဝယူသွတ်သွားပြီးငင်းငင်းတက်ဖို့မိတဲ့ကိုဓာတ်ရိုက်ပြေးဝင်သွားခဲ့တယ်သူမရဲ့စကတ်ကိုမီးဆွဲလောင်နေပြီဆိုတာကိုသူမမသိခဲ့ရှာပါဘူးရဲတွေအိမ်ထဲကိုဖောက်ဝင်လာချိန်မှာတော့မိသားစုဝင်လေးယောက်ဟာတေဘေးကနေနောက်ဆုံးမှလွတ်မြောက်သွားခဲ့ပါပြီဇလန်းကတော့ဒါပါပဲအိမ်ကိုပြုပြင်မှုမှန်ပြီးတဲ့နောက်မှာတော့နောက်ထပ်မိသားစုတစုကဒီအိမ်ကိုပြောင်းရွှေ့လာခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီယူသွတ်နေတဲ့အမျိုးသမီးရဲ့သမီးဖြစ်သူကဘီရိုထဲမှာပုံအောင်နေစေဆိုတာကိုသူတို့လုံးဝမသိခဲ့ကြပါဘူးဒီနေရာမှာပဲရုပ်ရှင်ပြီးဆုံးသွားပါတယ်